ကျမကတော့ချို့ပြောတယ်လို့မျိုး10ဘူးပြီး10ဘူးပြန်ရမယ်50ဘူးပြီး50ဘူးပြန်ရမယ်အထဲမှာတော့မပါပါဘူးရှင်တစ်ဖက်လူကဘလို့မြစ်တာမျိုးဘယ်20ဘူးပဲပေးနေကျမကယုံကြည်မှု100%ခိုင်တော့အပြည့်ပေးထားပါတယ်ရှင်ကျမကရင်ဖက်အပြည့်နဲ့ယုံကြည်မှုပေးတာဖြစ်တဲ့အတွက်အထိနာတာတော့တော်တော်ခံစားရပါတယ်ရှင်ဒါပေမဲ့ဘဝဆိုတာတူသောအကျိုးပေးတာဖြစ်တဲ့အတွက်ကျမတရားရခိုင်တော့အပြည့်ပေးခြင်းအပြင်တရားမှန်ကန်တဲ့မြစ်တာကျမပြန်ရမယ်လို့မျှော်လင့်နေဒါပေမဲ့မျှော်လင့်ချက်နဲ့တော့တူတယောက်ကိုမှကျမမကူညီခဲ့ဘူးပါဘူးရှင်ဒါကိုကောင်းအောင်နေရင်ကောင်းတာရမယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတဲ့အတွေးမျိုးကိုလက်ဝဲရင်ထဲမှာပိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ရိုးသားမှုအပေါ်မှာခွင့်ကောင်းယူရှင်းကြတဲ့လူတွေကလည်းသူ့အကူတူနဲ့သူသွားမှာဖြစ်တဲ့အတွက်အားလုံးကိုခွင့်လွှတ်ပေးထားပါတယ်ရှင်